ကိုကတော့ကျွန်တော်တို့ Happy New Year ကိုကျွန်တော်တို့မလေးရှားနိုင်ငံ KNCC ကိုသွားဖြစ်ပါတယ်မလေးရှားနိုင်ငံ KNCC ညီကိုတာဝါဘောနော်ကျွန်တော်မခေါ်ရဘူးအဲ့မှာကျွန်တော်တငယ်ချင်းရွာကောင်ရောက်တာကျွန်တော် live ပို့လာဖြစ်ပါတယ်ကျွန်တော်မမီလိုက်ပါဘူးမီရှူမီပန်းနေရောကျွန်တော်တို့ရောက်ရောပြီးတော့ပြီကျွန်တော်7နှစ်ခွဲလောက်မှရောက်တာပါဒါတော့ကျွန်တော်ကောင်တော်သားဟိုရဲကောင်းဘာကားတော့လဲဆိုတော့မင်းမြန်ပြောသူမညင်ဘူးတဲ့ရှောက်ရှက်ပြကောင်တိုက်မညီကြည့်ပြီးတော့ခေါင်းမှုလို့တဲ့ဒီဘောရွာထမ်းမလောက်တော့ညင်ဘူးတာအမြင့်ဆိုတော့ညရီဒီကောင်ရှောက်ရှက်ပြKNCC ကျောင်းလည်းရောက်တော့လူကပါကုန်လူလည်းပြန်ကုန်ကြပြီကျောင်းက17ထိုးလာတာ7နှစ်ခွဲကြာမှရောက်တယ်ကားတော့ကျက်ဒါတော့ကျွန်တော်တို့စကားလေးပါလေးပြောပြပြီးတော့စော်လေးပါလေးရှက်ရတယ်မနော်စော်လေးပါလေးညီမလေးတော့ပေါ်ရတယ်ဒါပေမဲ့လည်းတတိမရှက်နဲ့ကိုမရခဲ့ပါဘူးအဓိကကတော့ကောင်မလေးလိုကျွန်တော်သွားတာပါဒါပေမဲ့အဓိကကောင်မတွေ့ပါတယ်အဓိကကောင်ကတော့ပတ်စံလို့ကျွန်တော်တကြည့်ကြည့်နေကျွန်တော်3ယောက်ကိုဒါပေမဲ့လည်းမင်းရောက်နိုင်နိုင်ငံလို့ပြောထားကျွန်တော်တို့ဘာမှမပြောတော့ပါဘူးဒါနဲ့ပဲကျွန်တော်တို့ဒီ KNCC ဓာတ်ပုံရဲ့တို့ဒီကောင်မျက်နှာအိတ်တွေကြည့်ရသေးပါလေဒီကောင်လာမလိုက်ချက်ပါတယ်ကျွန်တော်မှဒါနဲ့ပဲကျွန်တော်ကားလမ်းပေးတော့ပြီးကြက်ချိန်မယ်ဆိုကြက်စောင့်နေပါတယ်ကြက်စောင့်နေတဲ့ဓာတ်ပုံလေးရိုက်ပြီးခဏနေကျွန်တော်တို့ပြန်มาတော့မယ်ကျွန်တော်တို့ပြန်မှုအခြေအနေ4နာရီခွဲတော့ပါပြီကျွန်တော်အခုချိန်မှာ